မင်္ဂလာပါ皆さん調子どうですかကျွန်တော်ဒီ page ကိုထောင်ပြီးတော့ဒီ content တွေပေါ့နော်ပုံမှန်လေးမလုပ်ဖြစ်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော် page ကို follow လုပ်ထားတဲ့လူတွေနော်ဒီလူတွေကိုကျွန်တော်အားနာမိတယ်ဗျကျွန်တော်ကလည်းဒီ content ကိုလုပ်တဲ့အခါမှာတိတိကျကျလေးပေါ့လေအချက်လက်လေးတွေမှန်ကန်မှုရှိအောင်နောက်ပြီးတော့ကြည့်ပြောရှုပြောလေးပေါ့နော်ဒီ editing လေးပါတယ်ဒီချာလေးလုပ်ပြီးတော့အမှားယွင်းနည်းနည်းလေးပေါ့အဲ့လိုမျိုးလေးနဲ့ဗီဒီယိုလေးကိုလုပ်ချင်တာဒါပေမဲ့အဲ့လိုလုပ်ဖို့ကလည်းအချိန်ကပေးရတဲ့အခါမျိုးမှာကျွန်တော်မှတစ်ဖက်ကလည်းပုံမှန်ဝန်ထမ်းဖြစ်နေတဲ့အခါကျတော့အလုပ်တွေများတဲ့အခါမျိုးမှာမလုပ်ဖြစ်နိုင်ဘူးပေါ့နော်လုပ်ဖို့အချိန်ကမပေးနိုင်ဘူးပေါ့အဲ့အတွက်လည်းကျွန်တော်တကယ်ချင်းညီကိုမောင်နှမတွေကိုလည်းစိတ်မရှိပါနဲ့လို့ကျွန်တော်ကြိုပြီးတော့ပြောချင်ပါတယ်အခုကျွန်တော်တို့ဒီဂျပန်မှာပဲဖြစ်ဖြစ်နိုင်ငံတကာမှာပဲဖြစ်ဖြစ်ကမ္ဘာနိုင်ငံရေးပေါ့နော်နောက်စစ်ပွဲတွေနဲ့တော်တော်လေးကိုမငြိမ်မသက်ဖြစ်နေတယ်ပေါ့လေအဲ့ဒီပုံမှာလည်းတလက်စာတဲ့ပေါ့နော်စီးပွားရေးကလည်းမကောင်းဘူးပေါ့နော်ဒီနိုင်ငံတကာစီးပွားရေးကလည်းကျဆင်းနေတဲ့ share တွေကျဆင်းနေတဲ့အနေအထားမျိုးပေါ့ကျွန်တော်တို့နိုင်ငံသားတွေအနေနဲ့ကြတော့ကိုယ့်နိုင်ငံကဒုက္ခအဆုံးထိရောက်နေတဲ့ဖြစ်တာကြောင့်ဒီလိုကိစ္စမျိုးတွေနဲ့ပတ်သက်ပြီးတိတ်ပြီးတော့ feeling မရှိဘူးလို့ပဲပြောအောင်ပေါ့လေဒါပေမဲ့ကိုကနိုင်ငံရချားမှရောက်နေတဲ့နောက်ငွေပိုငွေရှန်လေးလည်းရှိတယ်ဆိုရင်တော့လေဒီကိုနေထိုင်တဲ့နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုစနစ်ပေါ်မူတည်ပြီးတော့ကိုငွေကိုဒီတိုင်းမထားဘဲနဲ့ပေါ့နော်ရင်းနှီးမြှုပ်နှံတာကောင်းမယ်လို့ကျွန်တော်ကတော့မြင်တယ်အဲ့ဒီအတွက်ကြောင့်လည်းဒီဂျပန်မှာဆိုရင်နီးစားဆိုတဲ့ဒီရင်းနှီးမြှုပ်နှံမှုစနစ်ရှိတယ်ပေါ့နော်ကျွန်တော်ပထမဗီဒီယိုတစ်ခုမှလည်းဒီနီးစားနဲ့ပတ်သက်ပြီးတော့အချင်းချင်းလေးကျွန်တော်ပြောခဲ့ဘူးတာရှိပါတယ်အခုကတော့ဒီနီးစားနဲ့ပတ်သက်ပြီးတော့အခုမှစတင်မဲ့သူတွေအတွက်ကိုအချက်9ချက်နဲ့ကျွန်တော်ရှာဖွေပြီးတော့ပြင်ဆင်လာတာဖြစ်တဲ့အကြောင်းကျွန်တော်နည်းနည်းကြည့်ပြီးတော့ပြောပြပါရစေ။ဘာကြောင့်ကျွန်တော်ပြောဖို့စဉ်းစားဖြစ်သွားတာလဲဆိုတော့လေအရင်လွန်ခဲ့တဲ့နှစ်တွေလတွေမှာဒီနီးစားနဲ့ပတ်သက်ပြီးတော့မျက်နေကြတဲ့ဥစ္စာတွေရှိတယ်ပေါ့နော်အဲ့ဒါတွေကြာပြီးတချို့တွေရွှေလည်းရှိတာပေါ့ရွှေလည်းဈေးတွေတက်တယ်အဲ့လိုအခြေအနေမျိုးမှာလူတွေကအလူရက်ပဲဝယ်ကြတယ်ပြုတ်ကြတယ်ပေါ့နော်အခုဒီနောက်ပိုင်းမှာရွှေဈေးတွေကျတယ်နောက်ပြီးတော့ဒီ share တွေဈေးတွေကျတဲ့အခါမျိုးမှာအဲ့လိုတက်နေတဲ့အချိန်မှာဝယ်ခဲ့တဲ့သူတွေကပို့ပြီးတော့အထိနာတာပေါ့အခုလိုအခြေအနေမျိုးမှာကိုကDCA နီးပဲပြောအောင်ပေါ့လေပြီးလို့ရှိရင်ကျွန်တော်အသေးစိတ်ရှင်းပြပါမယ်အဲ့လိုမျိုးပုံမှန်လေးကိုယ့်ရဲ့ငွေပုံငွေရှန်လေးကိုပုံမှန်ဒီနိုင်ငံမှာရှိတဲ့စနစ်လေးတစ်ခုလေးကိုအသုံးချပြီးတော့ရှင်းနေမြုပ်နှံသွားတယ်ဆိုရင်အထိုက်လျောက်အကျိုးမြတ်တွေရနိုင်တာပေါ့လေပေါ့နော်အဲ့ဒါလေးကိုပြောပြချင်တဲ့အတွက်ကျွန်တော်ကအခုဒီဟာလေးကိုပြောပြချင်တာပါဟုတ်ကဲ့အဲ့တော့အခုကျွန်တော်တို့ဒီနီးစရင်းနှီးမြုပ်နှံတော့မယ်အချက်9ချက်ပေါ့နော်လမ်းညွှန်ချက်အနေနဲ့မဖြစ်မနေတည်ထားတဲ့9ချက်နံပါတ်1ကနီးစဒီရင်းနှီးမြုပ်နှံမှုအမျိုးအစားသူက2မျိုးရှိတယ်2မျိုးကပထမတစ်ခုကကြတော့စမီတာတဲလို့ခေါ်တဲ့လစဉ်တတ်မှတ်ထားတဲ့ပမာဏတစ်ခုနဲ့စုဆောင်းလို့ရတယ်ပေါ့နော်သူကတစ်နှစ်ကိုရန်1120အထိထည့်လို့ရတယ်နောက်ဒုတိယတစ်ခုကကြတော့စေချောလို့ခေါ်တဲ့ဒီရင်းနှီးမြုပ်နှံမှုပုံစံပေါ့နော်စေချောနေစားလို့ခေါ်တယ်သူကအဲ့ဒါကကြတော့သူကတစ်ခါတည်းကိုပမာဏအများကြီးထည့်လို့ရတယ်ကိုကြိုက်တဲ့ကုမ္ပဏီကိုရွှေ့ပြီးတော့ပေါ့နော်သူတို့သက်ဆိုင်ရာဒီ share ကုမ္ပဏီတွေရှိရပေါ့လေအဲ့ဒီကုမ္ပဏီမှာသူတို့ဝယ်လို့ရတဲ့share ကုမ္ပဏီတွေရှိမယ် share ကုမ္ပဏီဆိုတာရောရလိမ့်မယ်ဒီ share ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီကျွန်တော်တို့အကောင့်ဖွင့်ထားတဲ့ share ဝန်ဆောင်မှုပေးထားတဲ့ကုမ္ပဏီအကောင့်နဲ့သက်ဆိုင်ရာကိုဝယ်မဲ့ share ပစ္စည်းတွေရွှေ့ရတာကိုပြောတာပါနော်အဲ့မှာအဲ့ဒါကြတော့သူကတစ်နှစ်ကိုအများဆုံးရန်240အထိသူကထည့်လို့ရတယ်ပေါ့နော်ဘာကွာခြားချက်ရှိလဲဆိုတော့စမီတာတဲရကြတော့လစဉ်ပုံမှန်ကိုကဘန်နဲ့ချိတ်ဆက်ထားတယ်ဆိုရင်အဲ့ဘန်နဲ့တစ်ဆင့်သူကတတ်မှတ်ထားတဲ့ရက်မှာပုံမှန်လေးဖြတ်ပြီးတော့ဖြတ်သွားတာပေါ့လေအဲ့လိုမျိုးစမီတာတဲလုပ်ပြီးတော့ပေါ့နော်ထည့်လို့ရတယ်ကျွန်တော်တို့အခုမှစပြီးတော့ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့လူတွေအနေနဲ့ဆိုရင်အဲ့ဒီစမီတာတဲရတော့အကောင်းဆုံးပဲဘာကြောင့်လဲဆိုတော့ကိုကအဲ့ဒီ setting လေးကိုလုပ်ထားမယ်ဆိုရင်လှည့်ကြည့်စရာမလိုတော့ automatic လစဉ်ကိုတတ်မှတ်ထားတဲ့ရက်မှာဘန်ကနေတစ်ဆင့်အလိုအလျောက်ဖြတ်သွားမယ်စနစ်မျိုးပေါ့လေတခြားအဲ့ဒီစေးချောဆိုရင်တော့ကိုကနည်းနည်းလေးကုမ္ပဏီကဈေးတက်နိုင်ခြေရှိတယ်နည်းနည်းပါးကိုလေ့လာပြီးတော့လုပ်အောင်ပေါ့လေနည်းနည်းလေးကျွမ်းကျင်လာပြီဆိုတော့ဒါမျိုးတွေလုပ်ပေါ့နော်
နံပါတ်1ဂျပန်နိုင်ငံကနေအပြေးပိုင်ထွက်တာမျိုးဒါမှမဟုတ်ခိတထွက်တာမျိုးပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဒီအကောင့်ကိုဘယ်လိုလုပ်မလဲပေါ့ဒီနီးစာဆိုတာကဂျပန်မှာနေထိုင်တဲ့သူတွေအတွက်ကိုပဲရှိရထားတာဖြစ်ပါတယ်ဆိုစီစဉ်ထားတာဖြစ်တယ်ပေါ့နော်အဲ့ဒါကကျွန်တော်တို့လိုနိုင်ငံခြားသားတွေအတွက်အရန်ကိုအရေးကြီးတဲ့အချက်ဖြစ်တယ်အကယ်၍ကျွန်တော်တို့ကဂျပန်နိုင်ငံကနေအပြီးပြန်တော့မယ်ဆိုရင်ကိုရင်းနှီးထားတဲ့ဒီ share တွေကိုအကုန်လုံးထုတ်ရောင်းပြီးတော့အကောင့်ပိတ်ပြီးတော့ပြန်ရမယ်ပေါ့နော်အဲ့ဒါလို့မဟုတ်ဘူးကိုကခဏတခြားနိုင်ငံကိုအလဲသွားမယ်အဲ့လိုမျိုးဆိုရင်ဂျပန်နိုင်ငံကိုကျွန်တော်ပြန်လာမယ်ဆိုပြီးတော့ကိုဖွင့်ထားတဲ့ဒီ share ဝန်ဆောင်မှုပေးတဲ့ company ကိုအကြောင်းကြားညှိနှိုင်းပြီးတော့ကိုအကောင့်ကိုထိန်းထားလို့ရတယ်လို့ပြောတယ်အဲ့တော့ကိုကဂျပန်ပြန်လာလို့ရှိရင်တော့ဒီအကောင့်ကိုဆက်သုံးလို့ရတာပေါ့လေနော်အဲ့တော့ကိုယ့်ရဲ့ visa တက်တန်းတွေနော်ရှင်းနှီးမြှုပ်နှံမှုမစတင်ခင်မှာကိုကဂျပန်နိုင်ငံမှာဘယ်လောက်ကြာနေမလဲဆိုတာကိုကြိုတင်ပြီးတော့တွက်ဆထားဖို့လိုတာပေါ့နော်နံပါတ်3 compound interest အဲ့ဒါကအရင်ရေးကြည့်တယ်ဗျာဘာကြောင့်လဲဆိုတော့ဒီနီးစကသူကတစ်နှစ်နှစ်နှစ်လောက်နဲ့ကျွန်တော်တို့ဒီအမျက်တွေအများကြီးရနိုင်တဲ့စနစ်တစ်ခုမဟုတ်ဘူးသူရည်ရွယ်ထားတာက10နှစ်20လောက်ကြာတဲ့အခါမှာသူ့ရဲ့နှစ်စဉ်ရရှိရဲ့အကျိုးအမြတ်ပေါ်ကိုသူကဘယ်လိုပြောမလဲဆိုတော့ဒီအတိုးပေါ်အတိုးဆင်တာပေါ့လေအဲ့ဒီစွမ်းအားကိုသုံးတဲ့ရေရှည်ရင်းနှီးမြှုပ်နှံမှုစနစ်အမြတ်နဲတယ်ဆိုပြီးတော့ကိုရက်လိုက်လို့ရှိရင်အကျိုးမြတ်သိမရနိုင်ဘူးပေါ့နော်ရေရှည်10နှစ်20ရင်းနှီးမြှုပ်နှံသွားမယ်ဆိုရင်တော့ကိုမထင်မှတ်ထားတဲ့ရင်းနှီးမြှုပ်နှံငွေတွေကတိုးပွားလာနိုင်တယ်လို့သူကပြောတယ်ခြုံပြီးပြောရရင်ဗျာကျွန်တော်တို့ဒီရင်းနှီးမြှုပ်နှံမှုဆိုတာကကာလတုံးမဟုတ်ဘူးကာလရှည်ရင်းနှီးမြှုပ်နှံရမယ်အဲ့လိုဆိုလိုတာပါနံပါတ်4ရင်းနှီးမြှုပ်နှံမှုဒီတဲ့အန္တရာယ်များတယ်ဆိုတာကိုကနားလည်ထားဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ဒီနီးစဆိုတာကဘန်စုငွေမဟုတ်ဘူးသူ့ရဲ့ကိုရင်းနှီးမြှုပ်နှံလိုက်တဲ့ share တွေကကမ္ဘာဒီ stock ဈေးကွက်အခြေအနေပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံထားတဲ့ငွေပမာဏရဲ့အောက်ကိုလည်းရောက်သွားနိုင်တယ်ကိုရင်းနှီးမြှုပ်နှံထားတဲ့အမြတ်တွေကလည်းများလာနိုင်တယ်ပေါ့နော်အဲ့တော့ဒီလိုကာလတို့အတွင်းမှာအခုခေတ်လိုမျိုးပေါ့နော်အခုချိန်လိုမျိုးကမ္ဘာစစ်တွေဖြစ်နေတယ်နိုင်ငံရေးတွေမတည်မငြိမ်ဖြစ်နေတယ်နော်အဲ့လိုအခြေအနေမျိုးမှာဆိုရင်ဆုံးရှုံးမှုတွေကများနိုင်တယ်ဈေးတွေကကျနိုင်တယ်ပေါ့လေနော်ဒါပေမဲ့ဒါကကဘာမှာသူကအဲ့လိုအဖြစ်အတွေကမကြဖြစ်နေတာတနည်းအားဖြင့်တိတ်စိုးရိမ်စရာတော့မလိုပေါ့နော်ကိုရရှိရင်းနှီးမြှုပ်နှံဖို့ရည်ရွယ်ထားတဲ့သူဆိုရင်ဘာကြောင့်လဲဆိုတော့အရင်တော့ကလည်းဒီစီးပွားရေးပြက်ကတ်တွေကရှိခဲ့တာပဲဒါပေမဲ့ရေရှည်10နှစ်20ကြည့်လိုက်မယ်ဆိုရင်နော်ဒီအတိတ်ကာလကရလက်တွေကအမြဲတမ်းသူကပြန်ပြီးတော့ကောင်းလာခဲ့တာပေါ့နော်အဲ့တော့ကို့အနေနဲ့ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင်သူကပန်းတိုင်ပေါ့နော်ကိုယ့်ရဲ့ရည်ရွယ်ချက်တစ်ခုထားဖို့လိုတယ်ဥပမာ50နှစ်နေလို့ရှိရင်အိမ်ဝယ်မယ်နောက်ပြီးတော့ကိုယ့်ရဲ့တချို့တွေဆိုရင် financial freedom ဖြစ်ချင်တယ်အဲ့လိုမျိုးလေးပေါ့နော် target ထားပြီးတော့ကိုကလုပ်တယ်ဆိုရင်ရင်းနှီးမြှုပ်နှံရတာကအတိတ်ပဲရှိရလို့ခံစားရပြီးတော့ရှည်လဲလုပ်နိုင်တယ်လို့ပြောတယ်နော်နောက်နံပါတ်5ဒီရင်းနှီးမြှုပ်နှံတဲ့အခါမှာ online ဒီ share ဝန်ဆောင်ပေးတဲ့ company တွေကိုတုံးတာပိုကောင်းတယ်လို့ပြောတယ်အခုဂျပန်နိုင်ငံမှာဆိုရင် Yucho လို့စာရိုက်ပန်ကအစဒီ SMBC တို့ UFJ တို့အကုန်လုံးကနီးစလုပ်လို့ရတယ်ဒါပေမဲ့ဒီ SBI လိုမျိုးဒီ share ဝန်ဆောင်မှုပေးတဲ့ company တွေနောက်ပြီးတော့ကျွန်တော်ဆိုလက်ရှိ PayPay တုံးတယ်ဗျာနောက်တချို့တွေဆိုရင် Rakuten တုံးတယ် Rakuten လည်းတော်တော်ကောင်းတယ်သူတို့အဲ့ဒီ company မှာကိုအကောင့်ဖွင့်ပြီးတော့ဝယ်လို့ရတယ်နော်သူ့ရဲ့အားသာချက်ကဘာလဲဆိုတော့သူကဝယ်ယူခပေါ့နော်ဝယ်ယူခတက်တာတယ်နောက်ပြီးတော့ TER လို့ခေါ်တဲ့ Total Expense Ratio တက်တာတဲ့ index fund တွေကိုသူကကိုရှာပြီးတော့ဝယ်လို့ရတယ်ပေါ့နော်နောက်ပြီး online ကနေတစ်ဆင့်ဒီလွယ်ကူပဲဒီ application ကနေပေါ့နော်စီမံခန့်ခွဲလို့ရတယ် mobile application ကနေပြီးတော့အချိန်မီစစ်ဆေးလို့ရတယ်နံပါတ်6အကုန်လုံးဝယ်ပါဆိုတဲ့နည်းဗျူဟာပေါ့နော်ဘယ်လိုပြောမယ်ဆိုရင်တော့ diversification လို့ခေါ်တယ်အဲ့ဒါကဘာလဲဆိုတော့ company တစ်ခုထဲမှာပဲရင်းနှီးမြှုပ်နှံတာထက် company တွေအများကြီးကိုခွဲဝေပြီးတော့ရင်းနှီးမြှုပ်နှံဒါပိုကောင်းတယ်လို့ပြောတာကိုကအဲ့လိုမျိုး company အများကြီးရင်းနှီးမြှုပ်နှံမယ်ဆိုဘယ်လိုလုပ်မလဲပေါ့နော်
ဒါရှင်းတယ်သူတို့မှာကကုမ္ပဏီအများကြီးပါဝင်ပြီးအများကြီးကိုဖြန့်ပြီးတော့ရင်းနှီးမြှုပ်နှံနေတဲ့ share ကုမ္ပဏီရှိတာပေါ့နော်ဥပမာဒီဂျပန်လို့ဆိုရင် Oricon လို့ခေါ်တဲ့ all country ပေါ့နော်အဲ့ဒါကိုရွေးမလားဒါမှမဟုတ် EMX Sling လို့ခေါ်တဲ့ဒီလိုကုမ္ပဏီကိုရွေးမလားအဲ့ဒီထဲမှာပဲကိုပုံမှန်လေးပတ်စံအောင်ထည့်လိုက်မယ်ဆိုရင်သူကလည်းသူအမြက်လဲသူကအရန်မများနိုင်တယ်လို့အရှုံးလည်းအရန်မကြမ်းဘူးပေါ့နော်နောက်ပြီးတော့သူက TER လို့ခေါ်တဲ့ total expense ratio က3.1အောက်ပဲရှိတဲ့အခါကျတော့ရင်းနှီးမြှုပ်နှံထဲမှာပါတာပေါ့နော်ကိုကအဲ့လိုမျိုး3.1အောက်မှာရှိတဲ့ဒီ index fund တွေကိုပဲကိုကရွေးတင်တယ်ပေါ့နော်နံပါတ်9လက်တွေ့ကြစတင်မဲ့ခြေလှမ်းတွေပေါ့နော်โอเคဘယ်လိုစတင်မလဲပေါ့နော်ပထမအဆုံး NISA အကောင့်ဖွင့်ဖို့အတွက်ကို SBI ဒါမှမဟုတ် Rakuten ပေးရှိရဆိုပေးဒါမျိုးနဲ့ကိုကဖွင့်လို့ရတယ်အကောင့်ဖွင့်ပြီးပြီဆိုရင်သက်ဆိုင်ရာ application ကနေတဆင့်ကိုကစမီတာတဲဆိုတဲ့ setting လေးကိုရွေးပြီးရင်စောစောကပြောတဲ့ဒီ index fund တွေပေါ့လေ3.1အောက်မှာရှိတဲ့ဒီဝန်ဆောင်ကတက်တာတဲ့ဥစ္စာလေးကိုရွှေ့အဲ့ဒါတွေကိုကမသိဘူးဆိုလည်းပြဿနာမရှိဘူး Oricon ဆိုတာမျိုးရှာလိုက်အဲ့ဒါမျိုးရှိရဲ့နောက် EMX Sling ဆိုတာမျိုးတွေပေါ့နော်ဒါမျိုးတွေရွှေ့ပြီးတော့ကိုနိုင်တလောက်ပေါ့နော်တလောက်9000ပဲဖြစ်1000မှဖြစ်ပုံမှန်လေးထည့်သွားတယ်ဆိုရင်တော့ကိုကဒီဥစ္စာအကောင့်တွေပေါ်လိုက်ပြီပေါ့နော်ပြောချင်တာကအခုအချိန်တွေမှာဈေးတွေကကျနေတယ်အမြက်တွေကတော့မရနိုင်ဘူးဒါပေမဲ့ဒီအချိန်ကသူများတွေစိုးရိမ်နေတဲ့အချိန်ဖြစ်တဲ့အခါကျတော့ကို့မှာငွေပုံငွေရှန်ရှိတယ်ဆိုရင်စတင်ဖို့အကောင်းဆုံးအချိန်လို့ကျွန်တော်ကတော့မြင်တယ်ဘောနော်တချို့တကယ်ကိုငွေရေးကြေးနဲ့ပတ်သက်ပြီးတော့အထုပ်ကြီးကိုင်ထားတဲ့လူတွေဆိုရင်သူတို့ပြင်ဆင်နေပြီလို့တော့ကျွန်တော်သတင်းကြားတယ်ကျွန်တော်ရဲ့ကိုယ်ပိုင်အတွေ့အကြုံအရကျွန်တော်တချို့မျှဝေရမယ်ဆိုရင်အခုရင်းနှီးမြှုပ်နှံမှုပတ်သက်တဲ့အကြောင်းကိုကျွန်တော်ပြောပြတယ်ပေါ့နော်ကျွန်တော်ကအခုလိုပြောလိုက်လို့ဒီနီးစာအရန်ကောင်းတယ်ငါလှုပ်တင်နေဆိုပြီးတော့no ကျွန်တော်အဲ့လိုကြီးရတော့ကျွန်တော်အကြံမပေးချင်ဘူးကိုယ်တိုင်အရင်ဆုံးနီးစားဆိုတာကျွန်တော်ပြောသလိုမျိုးတခြားလည်းအများကြီးရှိတယ်နောက်ကိုယ်တင်တန်းနေပါတက်ချင်နေဆိုရင်လည်းfire page လိုမျိုး IR admin ကအကူဆိုရင်တော်တော်လေးသူ့မှာတော်တော်လေးအတွေ့အကြုံများတဲ့ပုံစံရှိတယ်အဲ့လိုမျိုးခိုင်မာတဲ့ record တွေရှိတဲ့သူတွေစီမှာတွားတက်တာမျိုးပေါ့နော်ဒါမျိုးတွေလို့ကိုယ့်အနေကိုလေ့လာဖြစ်နိုင်တယ်ဆိုရင်တော့သူစာတွေပါတယ်ဖတ်နိုင်တယ်နောက်ပြီးတော့ဂျပန်စကားလည်းအထိုက်လောက်နားလည်တယ်ဆိုရင်ကိုယ့်အနေကိုလည်းလေ့လာလို့ရပါတယ်အဲ့လိုမျိုးတေချာကိုလေးလာပြီးတော့ခုမှငွေပိုငွေရှမ်း emergency ပတ်စံနေဖယ်ပြီးတော့လုပ်မယ်ဆိုရင်အခုချိန်မှာလုပ်ဖို့ကောင်းတယ်လို့ကျွန်တော်အကြံပေးတာเนาะကျွန်တော်ကအရင်တော့ဆိုရင်ကျွန်တော်လည်းသူများတွေရောင်းသူတို့လိုက်ရောက်ဖို့လို့ကျွန်တော်ကပြောပြတာပါဘာကြောင့်လဲဆိုတော့ကျွန်တော်မှလည်းအဲ့လိုမျိုးဆရာကြီးရှိရကြကျွန်တော်ဟိုဆက်ဒီဆက်ဆိုတော့အဲ့ဒီမှာတကယ် cryptocurrency နဲ့ပတ်သက်ပြီးဆရာကြီးတချို့ရှိတာပေါ့နော်အဲ့ဒီဆရာကြီးရဲ့စကားကိုကျွန်တော်နားယောင်ပြီးတော့ကျွန်တော်ရွှေမှာနည်းနည်းပါးပါးရင်းနှီးမြှုပ်နှံထားတာလေးကို crypto currency ဖြစ်တဲ့ဒီ Bitcoin မှာကျွန်တော်တွားပြီးတော့လက်သက်ဆန်းလိုက်တာအဲ့လက်သက်ဆန်းတဲ့အချိန်ကပဲကျွန်တော်မှဂျုံထုံမောက်ကိုဖြစ်တာပဲပြောချင်တာကဘလောက်ပဲဆရာကြီးဖြစ်သူတို့ပြောတဲ့စကားတခုမယုံဖို့ပြောပြတာပါနောက်တစ်ခုလွန်ခဲ့တဲ့လတွေကပေါ့နော်ဒီ Facebook company Meta ပေါ့နော် Meta share တွေအရင်ကျတယ်ကြတော့အမေရိကဒီရင်းနှီးမြှုပ်နှံတဲ့သူဒီ line မှာအားလုံးပါစေခြင်းနဲ့ဆိုပြီးတော့သူက post တင်ပြီးတော့ရင်းနှီးမြှုပ်နှံမှုပြောတာပေါ့နော်ကိုကဘယ်သူမှလည်းမသိဘူးဘာမှလည်းမသိဘဲနဲ့share ဈေးကျတော့ဟုတ်ပြီဒီအချိန်မှာဝယ်လိုက်တယ်ကောင်းတယ်ဆိုပြီးတော့အမှလှုပ်လိုက်တာအခုတတိကိုခေါင်းအောင်မဖော်နိုင်ပြောချင်တာကအဲ့လိုမျိုးမရေရာမသေးချာတဲ့ information တွေကိုအားမကိုဖို့ကိုယ့်နဲ့ကိုယ်တေချာလေ့လာပြီးတော့လုပ်တယ်ဆိုရင်ကောင်းတယ်အဲ့လိုမဟုတ်ဘူးအာယုံအနောက်မခံနိုင်ဘူးဆိုရင်စောကကျွန်တော်ပြောခဲ့တဲ့စမီတာတဲနားစေပုံမှန်ထည့်လို့ရတဲ့စနစ်မှာ Oricon လို့နောက်ပြီးတော့ index fund ပေါ့နော်3.1အောက်ဝန်ဆောင်မှုရှိတဲ့ index fund တွေဒါတွေမှာထည့်တယ်ဆိုရင်အဆင်ပြေတယ်ပြဿနာနည်းတာပေါ့နော်အဲ့တော့ကို့မှာအကျွေးရှိလို့ရှိရင်အကျွေးရင်ဆက်ပါနော်နောက်ပြီးတော့ကို့မှာငွေပုံငွေရှမ်းမရှိဘူးဆိုအရင်ဆုံးအဲ့ဒါရှိအောင်လုပ်ပါနော်ကျန်တဲ့ဒီတိုးပွားမဲ့ကိစ္စတော့ကိုယ့်ရဲ့ဆုံးရှုံးလဲပြဿနာမရှိဘူးဆိုတဲ့ငွေနဲ့ပဲစတင်ဖို့ကျွန်တော်ပြောရင်းနဲ့ပဲဒီကုန်းချုပ်ပါတယ်โอเคဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးအဆင်ပြေလွတ်မြောက်နိုင်ကြပါစေ